ယေရှုခရစ်တော်ကိုအသက်ရှင်တော်မူသောဘုရားသခင်၏သားတော်ဖြစ်တယ်ဆိုတာလူကြီးလက်ခံတော်မူဖြစ်လို့ကျွန်တော်တို့ယုံကြည်သူသားသမီးကရောက်စီတိုင်းကမင်္ဂလာရှိသူဖြစ်ကြပါတယ်။ဒါကြောင့်မင်္ဂလာရှိသူဆိုတဲ့ဂုဏ်တော်တစ်ချင်းလေးကိုကျွန်တော်တို့တားပါမြေကချီးမွမ်းနေပါတယ်။အားလုံးနားဆင်ကြပါလို့